Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ discrimination လို့ခေါ်တဲ့ခွဲခြားဆက်ဆံခြင်းအကြောင်းကိုအနည်းငယ်ပြချင်ပါတယ်ကိုရိုင်းကပဲခွဲခြားခံရတာပဲဖြစ်ဖြစ်ကိုရိုင်းကနေသူများကိုခွဲခြားတာပဲဖြစ်ဖြစ် US Army ဒါမှမဟုတ် military ထဲမှာက complaints ပြင်မှုမြောက်ပါတယ်အဲ့ဒီတော့ဒီလို discrimination မဖြစ်ရလေအောင်ဘယ်သူတွေမှာတာဝန်ရှိလဲဆိုလို့ရှိရင်commander ရဲ့ equal opportunity leader ရဲ့ equal opportunity advisor ရဲ့ဆိုပြီးတော့ထိုသူတွေကနေပြီးတော့အမြဲတမ်းသင်တန်းပေးပို့ချရမှုတွေရှိရပါတယ် equal opportunity ကဘာလဲဆိုလို့ရှိရင်တာတူညီမျှအခွင့်အရေးဆိုတဲ့ program မှာဒီ program က US military ထဲမှာတစ်နှစ်ကိုတစ်ချိန်အမြဲတမ်းသင်တန်းပို့ချပေးရဖြစ်ပါတယ်အဲ့လိုသင်တန်းပို့ချရမယ့်သူတွေကလည်း sergeant promotable ကနေပြီးတော့ captain ထိဖြစ်ပါတယ်ကိုကဒီတင်နန်းပြီးထားတဲ့အတွက်ကြောင့်မလို့လွတ်လပ်စွာတင်နန်းပို့ချခွင့်ရှိပါတယ်အဲ့အတွက်ကြောင့်လည်းဒီအကြောင်းလေးကိုလာပြောပြတာဖြစ်ပါတယ် discrimination ဆိုတာဘာလဲ discrimination အောက်မှာ6မျိုးခွဲထားတယ်ပေါ့နော်ဒီလို6မျိုးအောက်မှာလည်းနောက်ထပ်အပူဆောင်အနေနဲ့အများကြီးခွဲထားသေးတယ်ပေါ့ဒီလိုမျိုးအပူဆောင်ထပ်ပြီးတော့ခွဲခြားခံရတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအရေးယူသွားလဲဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးပြပြပေးသွားမှာဖြစ်ပါတယ် discrimination အောက်မှာ color race, sexual orientation, sex, religion နဲ့ national origin ဆိုပြီးတော့6မျိုးခွဲထားပါတယ်။ကာလာအောက်မှာကျတော့အသားရောင်ခွဲခြားမှုပါဝင်တယ်။ sex အောက်မှာကျတော့ဒီမိန်းကလေးယောက်ျားလေးခွဲခြားမှုပါဝင်တယ်။ sexual orientation အောက်မှာကျတော့ကိုရက်တည်မှုတိမ်ငယ်အောင်ပြောမိတာဒီပါမယ်ပေါ့။အခုမိန်းကလေးဆိုလို့ရှိရင်ဒီမိန်းကလေးကဒီမှာမရှိသင့်ဘူးလို့ပါလို့ပါမယ်။ race လို့ရှင်လေဒီလူမျိုးကငါလူမျိုးထက်ပိုတာတယ်ဆိုတဲ့ဟာမျိုးတွေပါမယ်အဲ့ဒါပြီးလို့ရှိရင် national origin မှာကြတော့ဘာတွေပါမလဲဆိုလို့ရှိရင်ကိုရီဒီစစ်တပ်ထဲမှာဆိုရှင်ဒီနိုင်ငံမှာမို့ဒီနိုင်ငံမှာကြီးတဲ့သူတွေပဲမဟုတ်ပဲねတခြားနိုင်ငံကနေလာရောက်ပြီးတော့ဒီနိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေပါတဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်ခွဲခြားမခံရအောင်ဒီ national origin ကိုလည်းထည့်ထားပေးတာဖြစ်ပါတယ်အဲ့ဒီအပြင်နောက်ဆုံးကတော့ religion ပေါ့ငါဘာသာကတာတယ်သူ့ဘာသာကတာတယ်ငါဘာသာကိုကိုးကွယ်မှသူ့ဘာသာကိုကိုးကွယ်မှဆိုတဲ့ဒီခွဲခြားဆက်ဆံမှုတွေပါတယ်နောက်အသက်ထက်ထားတဲ့ဟာတွေကတော့ဆွဆွဲခံရတာတိမ်ငယ်အောင်ပြောဆိုတာ hazing bullying တို့လည်းပါပါတယ်အဲ့ဒီတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တိုင်ခံရတယ်ဆိုလို့ရှိရင် commander ကနေပြီးတော့တိုင်ခံရတဲ့သူကိုယာလူတိုးခွင့်မပေးဘူးတင်းနှံတက်ခွင့်မပေးဘူးပြီးလို့ရှိရင်ဘာမှဒီ position ကနေဖြုတ်ပြီးတော့ investigation လုပ်ပါတယ် investigation မှာ witness တွေကနေပြီးတော့ဒီလူဟာတကယ်ပဲခွဲခြားတဲ့သူဆိုလို့ရှိရင်တော့နောက်ဆုံးမိတ်ထုတ်ပြန်တာကြီးစစ်တပ်ကနေထုတ်တာတွေပါလုပ်ပါတယ်အဲ့ဒီတော့ဒီလိုမျိုး commander ကို advisor ပေးနိုင်တာကတော့ equal opportunity advisor တွေနဲ့ equal opportunity leader တွေဖြစ်ပါတယ် equal opportunity leader တွေကတော့စစ်တပ်ထဲမှာမရှိမဖြစ်လိုအပ်တဲ့လူတွေဖြစ်တယ်လို့ equal opportunity program ကလည်းစစ်တပ်တစ်ခုမှာမရှိမဖြစ်လိုအပ်တဲ့program တစ်ခုဆိုတဲ့အကြောင်းကိုလာပြောပြသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အနေနဲ့ရေးကစစ်တပ်ထဲမှာဒီနိုင်ငံသားကလူတွေပဲတောင်းဝန်ထမ်းဆောင်နေတာမဟုတ်ဘူးလူမျိုးမရွေးဘာသာမရွေးအသားရောက်မရွေးပါဝင်တဲ့အတွက်ကြောင့်မလို့လူချင်းလူကိုလူလိုပဲမြင်ပြီးတော့ငြိမ်းချမ်းစွာနေထိုင်ပြီးဒီတာဝန်ထမ်းကြမယ်ဆိုလို့ရှိရင်ဒီ mission တွေမပြတ်ပဲနဲ့ readiness တွေပို့ပြီးတော့မြင့်လာနိုင်တယ်ဆိုတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘူးတူတအနေနဲ့ဒီအကြောင်းအရာလေးကိုအခြေခံလေးလာပြောပြတော့တာဖြစ်ပါတယ်ရှင်ပို့ပြီးထပ်ပြီးတော့သိကျင်နေဆိုလို့ရှင်တော့တင်နန်းပို့ချဖို့လေစီစဉ်လေးရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကိုလည်းလာပြောပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်